1384 ခုနှစ်ပြာသိုလပြည့်ကျော်4 ရက်ရန်ကုန်တိုင်းဒေသကြီးလက်ကိုမြို့နယ်ဝိပဿနာဒုရဗုဒ္ဓသာသနာစိတ်သာဖောက်တော်ရစိတ်သာကွယ်၌10 ရက်တရားစခန်းအောင်ပွဲအခမ်းအနားဖြစ်ပါတယ်10 ရက်တရားစခန်းပွဲအောင်ပွဲပြုလုပ်တဲ့အချိန်ကမှ10 ရက်ပဲအထုတ်တဲ့ယောဂီများကဒီနေ့ဆိုရင်10 ရက်ပြည့်လို့အောင်ကြည့်တဲ့အချိန်ကမှအိမ်ကိုပြန်ရမယ်တရားစခန်းဝင်လာတဲ့အချိန်ခါတော့ကတော့တရားဝင်တယ်လို့ပြောကြတရားစခန်းထွက်တဲ့အချိန်ခါတော့တရားထွက်တယ်လို့လည်းပြောကြပါတယ်တရားစခန်းကထွက်ပင်ထွက်ညာတော့လဲတရားတော်မထွက်ပါစေနဲ့လို့တောင်းပန်ပါတယ်သာသနာတော်မှာကျင့်စဉ်ကျင့်တဲ့နံပါတ်1သီလကျင့်စဉ်နံပါတ်2သမာဓိကျင့်စဉ်နံပါတ်3ပညာကျင့်စဉ်တို့ခေါ်ဆိုရတဲ့ဒီကျင့်စဉ်3ရဲ့အကျင့်မြတ်တရားတွေကဘယ်မှာပဲနေနေကျင့်သုံးဖို့ဖြစ်ပါတယ်ရောက်တဲ့နေရာတိုင်းမှာသီလကျင့်စဉ်ကိုလည်းဖြစ်ခြင်းနိုင်တယ်ရောက်တဲ့နေရာတိုင်းမှာသမာဓိကျင့်စဉ်ကိုလည်းဖြစ်ခြင်းနိုင်တယ်ရောက်တဲ့နေရာတိုင်းမှာပညာကျင့်စဉ်ကိုလည်းဖြစ်ခြင်းနိုင်ပါတယ်ဒီသီလသမာဓိပညာဆိုတဲ့သစ္စာ3ရဲ့အကျင့်မြတ်တရားတွေအတွက်ဖြစ်ခြင်းကိုရန်နေ့စဉ်နေ့တိုင်းကိုးပါးသီလစောင့်တည်စေတယ်ကိုးပါးသီလစောင့်တည်စေပြီးတဲ့အချိန်ကမှဟောကြားပေးတဲ့တရားကအာနာပါနသုတ်တံမှာလာရှိတဲ့အာနာပါနအခြေခံပြီးဟောကြားပါတယ်အာတိကံမိကကမ္မဋ္ဌာန်းဖြစ်တဲ့အာနာပါနကမ္မဋ္ဌာန်းကိုဟောကြားတယ်အာနာပါနကမ္မဋ္ဌာန်းအာထုပ်ပုံနိစ္စနစ်ကိုသမထဘာဝနာဖြစ်ဖြစ်ဆုံးစုံဟောကြားပါတယ်ဝိပဿနာဘာဝနာဝိပဿနာပိုင်းကတော့မရောက်ရှိသေးတာဖြစ်တဲ့အတွက်သမထပိုင်းကိုပဲဟောကြားထားခြင်းဖြစ်တယ်အာတိကမိကဖြစ်တဲ့အာနာပါနကမ္မဋ္ဌာန်းကိုဖွားများအားထုတ်ပေးပါအာနာပါနကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်အခါမှာတခါတရံမှာစိတ်ကတရားတရားကရောနေသွားတာဖြစ်တယ်တခါတရံမှာပတ်ဝန်းကျင်နဲ့အစင်မပြေတဲ့အခိုက်အတန့်လေးတွေဖြစ်တယ်တခါတရံမှာလည်းသိစေတဲ့မဲ့ကာမဝတ္ထုအစစ်စစ်အာယုံမှာတွေ့တာတတ်မဲ့တဲ့စိတ်နေစိတ်တတခါတရံမှာဖြစ်ပေါ်တတ်တခါတရံမှာတရားအာယုံပြည့်ရကနေမာနလေးကစိတ်တွေတက်ကြွနေတဲ့မာနကတခါတရံမှာကြာရောက်စေတတ်ပါတယ်အဲ့ဒီအချိန်ကမျိုးတွေမှာဘုဒ္ဓံတော်တည်းကမ္မထံမေတ္တာကမ္မထံအတုပါကမ္မထံပရဏတတိကမ္မထံလို့ခေါ်ဆိုရတဲ့ဒီကမ္မထံ၄မျိုးကိုမမေ့ပါနဲ့ဒီကမ္မထံ၄မျိုးကဗုဒ္ဓံတော်တည်းကမ္မထံဆိုရင်သွားရင်ရရင်ထိုင်ရင်အေးရင်ပွားများအားထုတ်နိုင်ပါတယ်အဲ့ဒီလိုဣရိယာပဋ္ဌာပိုင်းမှာပွားများအားထုတ်နိုင်ဖို့ရအတွက်ဗုဒ္ဓံတော်တည်းကမ္မထံကိုလည်းဟောကြားခဲ့ပြီးသွားရင်ရရင်ထိုင်ရင်အေးရင်လို့ခေါ်ဆိုရတဲ့ဣရိယာပဋ္ဌာပိုင်းတယ်မဟုတ်ဘူးသံဃာညကိုယ်ဆံလှုပ်ရှားစသည်များအချိန်ခါမှလည်းဘုဒ္ဓနုတ္တိကမ္မဋ္ဌာန်းဘုရားရှင်ရဲ့ဘုန်းတော်ကိုအာရုံပြုပြီးပွားများအားထုတ်နေပါအဲ့ဒီလိုပွားများအားထုတ်နေတာကလည်းအနုတ္တိကမ္မဋ္ဌာန်းထဲမှာပါပါတယ်ကုသိုလ်ကောင်းမှုတာမှန်ဒီကုသိုလ်ကောင်းမှုကကမ္မဋ္ဌဘာဝနာကလွဲတဲ့ကုသိုလ်ရလို့မရှိဘူးအလုံးဘာဝနာထဲမှာပါတယ်အနုတ္တိဘာဝနာလို့ခေါ်ပါတယ်ဗုဒ္ဓနုတ္တိဘာဝနာလို့ခေါ်တယ်အဲဒီလိုဗုဒ္ဓနုတ္တိဘာဝနာကိုလည်းပွားများမိအောင်သင်ယူထားပါလေ့ကျင့်ထားပါစိတ်ဓာတ်ကထွက်လာတဲ့ဘာဘာဝနာမှပါမလာဘူးဆိုရင်အိမ်ကပုဂ္ဂိုလ်တွေကမိမိကိုအထင်သေးတတ်ပါတယ်မိမိကိုယ်တိုင်အထင်ကြီးကျင်လို့တော့မဟုတ်တော့လေဘာဝနာနဲ့နေဖို့ကမိမိမှာတာဝန်ရှိတယ်ဒါကြောင့်ဗုဒ္ဓနုတ္တိကမ္မဋ္ဌာန်းကိုလည်းစိတ်သားမှနေသည်ဖြစ်ပြီးအိမ်ကိုပြန်သည်ဖြစ်ပြီးအမြဲမပြတ်ပွားများအားထုတ်နိုင်တဲ့ကမ္မဋ္ဌာန်းတစ်ခုလည်းဖြစ်နေတာဖြစ်တဲ့အတွက်ဘယ်နေရာပဲရောက်ရောက်ပွားများပေးပါအားထုတ်ပေးပါဗုဒ္ဓနုတ္တိကမ္မဋ္ဌာန်းဗုဒ္ဓဘာသာဝင်တိုင်းပွားများတဲ့ပွားများတိုက်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်နောက်နံပါတ်2ကမေတ္တာကမ္မဋ္ဌာန်းမေတ္တာကမ္မဋ္ဌာန်းဆိုတာလည်းအလမတန်အရေးကြီးပါတယ်စေတနာအများနဲ့နေထိုင်သလိုအိမ်ရောက်တဲ့အခါမှာလည်းအိမ်ကပုဂ္ဂိုလ်များနဲ့
အစဉ်ပြေဖို့လိုတယ်အိမ်မပုဂ္ဂိုလ်များနဲ့ခက်ရန်ဒေါသမဖြစ်ဖို့လိုတယ်မေတ္တာဆိုတာကမေတ္တာဘာဝေတ္တဗပြာပါဒတဘာနာယမေတ္တာကမ္မဋ္ဌာန်းသည်ပြာပါဒဒေါသကိုပယ်ကွာစေနိုင်တဲ့စွမ်းအားရှိတယ်ဒါကြောင့်မေတ္တာကမ္မဋ္ဌာန်းကိုလည်းပွားများပေးပါမေတ္တာကမ္မဋ္ဌာန်းကလည်းသွားခြင်းရခြင်းထိုင်ခြင်းအိပ်ခြင်းလို့ခေါ်ဆိုအပ်တဲ့အရိယာဘု၄ပါးလုံးကိုယ်ဆံလှုပ်ရှားတမ္ပတညာဘိုင်းမှာလည်းပွားများအားထုတ်နိုင်ပါတယ်အဲဒီလိုအချိန်ကံမျိုးတွေမှာပွားများအားထုတ်နိုင်ဖို့ရန်အတွက်ဒီမေတ္တာကမ္မဋ္ဌာန်းကိုလည်းဟောကြားပေးထားပါတယ်မေတ္တာကိုပွားပြီးပါတရားတွေကမေတ္တာတွေအလိုရှိနေကြမေတ္တာတွေဟာလူတိုင်းမေတ္တာကိုအလိုရှိကြတရားတိုင်းမေတ္တာကိုအလိုရှိကြဘုန်းကြီးတို့တစ်ချိန်ကသီရိလင်္ကာကိုရောက်တဲ့အခါမှာသီရိလင်္ကာမှာရှိတဲ့တောတရားတွေဟာလူတွေနဲ့ရှင်ပါနေကြရှင်ဆန်းဖို့မရှိကြဘူးတောမှာရှိတဲ့ဘာတွေလဲတောဝတ္တေတောဝတ္တေကလူတွေနေတဲ့နေရာမှာပဲသွားကြလာကြစားကြတောက်ကြနဲ့ဒီလိုပဲနေကြလူတွေကိုကြောက်ရမှမသိဘူးဒါဘာကြောင့်လဲဆိုရင်လူတွေရဲ့မေတ္တာဓာတ်ကြောင့်သူတို့ဟာကြောက်ရမှမသိဘူးဒါကြောင့်တောတရားတွေတောင်မှရှင်ပါနေတာလူချင်းအစဉ်ပြေအောင်တုံးနဲ့တို့မေတ္တာစိတ်တုံးနဲ့တို့ကာယကမေတ္တာတုံးနဲ့တို့ဝစီကမေတ္တာတုံးနဲ့တို့မနောကမေတ္တာဒါရှိပြီးနေကြမယ်ဆိုရင်လူတွေအသက်တန်းနေရှိလာကြမယ်အဲဒီလိုမေတ္တာထားတော့ဘာဖြစ်မလဲတဲ့မေတ္တာထားတော့ခန္တီတရားကလည်းရှေ့တန်းတက်လာတယ်ပြီးကံနိုင်တဲ့စိတ်တွေခွင့်လွတ်နိုင်တဲ့စိတ်တွေအာဃာတဗျာပါဒဆိုတဲ့တရားတွေအဲ့ဒီတရားတွေကင်းဝေးသွားမယ်ပြီးကံနိုင်တဲ့စိတ်တွေများပြားလာမယ်ခွင့်လွတ်နိုင်တဲ့စိတ်တွေများပြားလာမယ်ဒါကြောင့်မေတ္တာတရားတိုးနဲ့တိုးထားရှိပြီးနေထိုင်တော့သာလူတွေဟာစိတ်ချမ်းသာမှုတွေရရှိကြမယ်အဲ့ဒီလိုမထားဘဲနဲ့ဗျာပါဒတွေထားမယ်အာဃာတတွေထားမယ်ဆိုရင်လူတွေဟာတက်တန်းနေလဲတိုးလာမယ်နေရထိုင်ရတာလဲဆင်းရဲဒုက္ခတွေများစွာကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မေတ္တာကမ္မဋ္ဌာန်းကိုလည်းများများပွားပေးပါများများအားထုတ်ပေးပါစေတမန္တေတနဲ့ခါပဲဖြစ်စေအိမ်ရောက်တဲ့အခါမှာပဲဖြစ်စေဒီမေတ္တာကမ္မဋ္ဌာန်းကိုအမြဲမပြတ်ရှုမှတ်ပွားများအားထုတ်နိုင်ကြပါစေမေတ္တာကမ္မဋ္ဌာန်းနံပါတ်3အတုပကမ္မဋ္ဌာန်းနဲ့အတုပကမ္မဋ္ဌာန်းဆိုတာကသူတစ်ပါးမှာလည်းအတုပရှိတယ်လို့မိမိမှာလည်းအတုပရှိမိမိခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့တဝိညာဏကရှင်အတုပကိုရှုကြည့်ပါ32ခုတည်းအဖြစ်လည်းရှုနိုင်တယ်ဇံပင်မွန်းခြင်းခြေသက်တက်သွားအရေးစသည်ဖြင့်32ခုတည်းအဖြစ်လည်းရှုနိုင်ပါတယ်အဲဒီ32ခုတည်းကတော့ထင်ရှားပါတယ်မိမိတို့ဘာနဲ့ဥဒ္ဒါတို့ရဲ့တဏ္ဍာမှာဒီကုဋ္ဌတာတွေကိုထင်အောင်မြင်အောင်ပွားများအားထုတ်မယ်ဆိုရင်လူတွေဟာတတ္တပညာဆိုတဲ့သရဝဟူသောအမှတ်ပညာတွေနေပါသွားမယ်ဘာဝနာဟူသောအမှတ်ပညာတွေရရှိလာမယ်ဒါကြောင့်တိုးနဲ့တိုးအတုပကမ္မဋ္ဌာန်းကိုလည်းဉာဏ်နဲ့မှထင်မြင်အောင်ဆင်ញံပေးပါဒီလိုကမ္မဋ္ဌာန်းတွေကနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတွေဖြစ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတွေကိုမိမိကိုယ်တိုင်လည်းရအောင်ရှုမယ်ဒီအတုပကမ္မဋ္ဌာန်းဆိုတာရိတ်တမဏိတာနဲ့အကျဉ်းခါရမလို့အိမ်ရောက်တဲ့အခါမှာလည်းဆင်ခြင်ပြီးရှုမှတ်ပွားများအားထုတ်နိုင်ကြပါတယ်ဒီအတုပကမ္မဋ္ဌာန်းကသဝိညာဏကရှင်အတုပရှုခြင်းဒါကိုပဲရှုကြည့်ပါပဋ္ဌာတအဖြစ်လည်းရှုနိုင်တယ်ခန္ဓာကိုယ်မှာပိုးလောက်တွေပြည့်နဲ့နေပုံကိုလည်းဉာဏ်နဲ့မှထင်မြင်အောင်ဆင်ញပြီးတော့လည်းရှုနိုင်တယ်ပရမတ္ထအတုပဝန္ဒအယောင်အစင်းအပြင်တဲ့ရှင်ရှားသုတ်ဘောသဘောရှိတယ်ခန္ဓာအနတ်အပြင်တဲ့ရှင်ရှားသုတ်ဘောသဘောရှိတယ်ရတ္တအယတာအပြင်တဲ့ရှင်ရှားသုတ်ဘောသဘောရှိတယ်အစင်းအနတ်အယတာအပြင်ရှင်ရှားသုတ်ဘောသဘောကိုဉာဏ်နဲ့မှထင်မြင်အောင်ဆင်ញပြီးရှုမှတ်ပွားများအားထုတ်နိုင်ပါတယ်ဒီလိုရှုမှတ်ခြင်းသည်နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတွေပဲလို့ရည်ရင်ကြည်ကြည်ဖြင့်စိတ်ဓမ္မနိဒာနဲ့အခါဖြစ်သည်
အိမ်မှာနေထိုင်တဲ့အခါဖြစ်စေရှုမှတ်ပွားများအားထုတ်နိုင်ကြပါတယ်ဗုဒ္ဓနုတ္တိကမ္မဋ္ဌာန်းမေတ္တာကမ္မဋ္ဌာန်းအတုပကမ္မဋ္ဌာန်းပရဏတ္တိကမ္မဋ္ဌာန်းပရဏတ္တိကမ္မဋ္ဌာန်းဆိုတာကသိခြင်းတရားကိုဆင်ញင်ပြီးရဘုတရားဟောနေတဲ့ပုဂ္ဂိုလ်တရားနာယူနေတဲ့ပုဂ္ဂိုလ်မသိတဲ့ပုဂ္ဂိုလ်ပါရလားမပါဘူးအလုံးသိကြမှာအလုံးသိကြမှာပဲဆိုတော့ဒီဘွယ်ကိုဘလို့ဆင်နွှဲမလဲငါဒီတရားအောင်မယ်အချိန်ပိုင်းသာလိုတော့တယ်အမြဲတမ်းဆင်ခြင်ပြီးအမြဲတမ်းဆင်ခြင်ပြီးအဲ့ဒီပုဂ္ဂိုလ်မာနတက်မလာဘူးမာနတွေကျသွားမယ်မန်တက်နေတဲ့ပုဂ္ဂိုလ်ဟာသိခြင်းတရားကိုမေ့နေလို့ဒါကြောင့်သိခြင်းတရားကိုလည်းဆင်ခြင်ပေးဖို့လိုပါတယ်ရှိမှသူတော်ကောင်းကြီးတွေဟာဒီလိုဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတ္တိလို့ခေါ်ဆိုရတဲ့ကမ္မဋ္ဌာန်း၄မျိုးကိုဆွေဆွေမြဲမြဲပွားများကြတယ်အားထုတ်ကြဒီဆွေဆွေမြဲမြဲပွားများအားထုတ်ခြင်းအပြင်ဒီဗုဒ္ဓမေတ္တာအတုပတပြာမရဏသတ္တုရခအေလေးပြာမြဲစွာပွားများကြပွားများသောသူပြည့်နေဖို့ရောက်သူများပြားလာနိဗ္ဗာန်လိုလားယောဂီများကြိုးစားပွားများကြတဲ့ဒီကမ္မဋ္ဌာန်း၄မျိုးကသဗ္ဗတိကကမ္မဋ္ဌာန်းလို့ခေါ်တယ်ဘယ်မှာပဲနေနေရိတ်တံမှာပဲနေနေအိမ်မှာပဲနေနေတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဖြစ်စေတရားအားမထုတ်တဲ့ပုဂ္ဂိုလ်ဖြစ်စေပွားများနိုင်တယ်အားထုတ်နိုင်တယ်အဲ့ဒီလိုပွားများအားထုတ်နိုင်တဲ့ကမ္မဋ္ဌာန်းကိုပွားပြပါအိမ်ရောက်တဲ့အခါမှာလည်းဒီဗုဒ္ဓမေတ္တာအတုပါလို့ခေါ်ဆိုရတဲ့ကမ္မဋ္ဌာန်း၄မျိုးကိုဆွေဆွေမြဲမြဲပွားများအားထုတ်ပြီးတော့အချင်းရတဲ့အခါမှာအာနာပါနကမ္မဋ္ဌာန်းတို့လိုကမ္မဋ္ဌာန်းမျိုးသမာဓိရရှိအောင်ပွားများအားထုတ်ပါပွားများအားထုတ်မယ်ဆိုရင်သမထဘာဝနာဝိပဿနာဘာဝနာနှစ်မျိုးလုံးကိုပြည့်စုံစေနိုင်တဲ့ကမ္မဋ္ဌာန်းတွေဖြစ်ပါတယ်အာနာပါနကမ္မဋ္ဌာန်းဆိုရင်ပထမသံသမာဓိဒုတိယသံသမာဓိတတိယသံသမာဓိသရုပ်သံသမာဓိတိုင်အောင်ရစေနိုင်တယ်ဝိပဿနာပိုင်းမှာဆိုရင်ဝိဇ္ဇာဝိမု ക്തി လို့ခေါ်ဆိုရတဲ့မဉ္ဇဉ်၄ပါးဘုံဉာဏ်၄ပါးတိုင်အောင်ရစေနိုင်ရောက်စေနိုင်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်ဒါကြောင့်စိတ်ဓာမနေတိုင်းတဲ့အခါပဲဖြစ်ဖြစ်အိမ်ပြန်တဲ့အခါပဲဖြစ်ဖြစ်ဒီလိုကမ္မဋ္ဌာန်း၅မျိုးဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတ္တိအာနာပါနကမ္မဋ္ဌာန်းဆိုပြီးစေရစကံမှာဟောကြားထားတဲ့ဒီကမ္မဋ္ဌာန်း၅မျိုးကိုဆွေဆွေမြဲမြဲကျင့်ကြံကြိုးကုပ်ပွားများအားထုတ်ကြပါအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်တရားသိညာသို့သာယတာဘိကဝေမပမတတ္တမပိသဝိပတိတာရိနောဟောတာယံအမကန္တုသာသနေဘိကဝေဩချေတစေတမေတို့သာယတာဆုကြကုန်တော်မကြကုန်တော်သမထဘာဝနာဝိပဿနာဘာဝနာအလုပ်ကိုပွားများအားထုတ်ကြကုန်တော်မပမတတ္တမေမေလျောလျောပေါ်ပေါ်ဆဆမနေလိုက်ကြပါကုန်လင်ပေသံဩသောခန္ဓာသောအခါသေယညာသံတို့လေလျံသောအခါကြမှာဝိပတိတာရိနောနှလုံးမသားမရခြင်းတို့သည်မဟုတ်ဓမ္မဖြစ်ကြပါကုန်လင်အယံဤဆိုအပ်ခေဖြစ်ပြီးကဟောသင်ချက်သားချက်သမီးတို့အတွက်အမကံဘုရားရှင်တို့သည်အနုသာသနေဗမ္မာတထသုံးမတော်မူအပ်ခဲ့ပါပေတည်း